နာချိုးတာလူပေးဆိုရင်လည်းကျွန်တော်အသင်းတိုက်စစ်ကဒီထက်ပိုပြီးတော့ကြည်ရတာပိုပြီးအဆင်ပြေလာမှာအခုကအသင်းရဲ့တိုက်စစ်မှာသူတယောက်တည်းပဲရုံအားတိုးအားလှုပ်အားရှိတာမှန်တယ်ဒါပေမဲ့ဒီသူ့ရဲ့အတူအလုပ်တွေကနေကျွန်တော်တို့ကအကျိုးမရဘူးဖြစ်နေတာသူကအဖြုံးလိတာတွေကများနေတာဟုတ်တကယ်ဆိုသူကတိုးမယ်လှုပ်မယ်ပြီးရင်နေရာလို့ရှိတဲ့သာသမားတွေကိုပေးပြီးစော့မယ်ဆိုရင်အသင်းတိုက်ဆက်ကဒီထက်ပိုပြီးအဆင်ပြေလာတယ်အခုကသူကတိုးနေလှုပ်နေတာပဲရှိတယ်ဒီတိုးချင်းလှုပ်ချင်းရလာတဲ့အကျိုးသက်ရောက်မှုကကျွန်တော်တို့ကအသင်းကအပြည့်အဝခံစားရအောင်သူကဖြုံးလိတာများနေတာလူကြတော်မပေးချင်ဘူးကန်တော့ကိုရလာဆိုတော့ကိုလည်းမရဘူးဒါကမှလူစားလက်ရင်သူကမကြည့်မနဲ့ကလှုပ်သေးတာလူကိုကြည့်လိုက်တော့အသက်ကလည်းလက်တော့လောက် experience နဲ့လက်တော့လောက်ဘာမှ proven လဲလှုပ်ပြသေးတာမဟုတ်ဘူးဒါကိုသူကသူ့ကိုလူစားလဲရင်သူကမကြည့်မနဲ့နဲ့အသင်းတိုက်ဆက်ကတိုင်ပတ်နေတော့သူ့ကိုအားကိုးနေရတယ်လို့ဖြစ်နေတာဟုတ်ဒီကောင်ကသိတယ်ဒီတော့သူကအဲ့လိုမျိုးမကြည်မနဲ့တွေသူကလှုပ်ပြတာသူ့ကိုလူစားလဲတယ်ဆိုရင်မင်းကကောင်းလုံးလို့အသင်းကအားကိုးနေရတာမဟုတ်ဘူးအသင်းကတိုင်ပတ်နေလို့ဒါမင်းကအကောင်းဆုံးလို့ဖြစ်နေတာအနူတော့လူကြောပဲဘာမှဟုတ်တာမဟုတ်ဘူးအဲ့လောက်ကြီးသူ့ကြည့်တော့ဒီတရားဒီလုံးကိုသွင်းကိုကဒီလက်တစ်ဖက်မပြီးဘူးဒါကကိုမသိရင်ဘလွန်းဒီရော6လုံးလောက်ရထားတဲ့ကောင်လို့လှုပ်ပြနေတာ